Hello အားလုံးပဲမင်္ဂလာပါ The Villager Tarot မြန်မာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခု collective reading လေးတစ်ခုဖတ်ပေးပါမယ် collective reading လေးကိုဒါ timeless collective reading လေးပေါ့နော်ဆိုတော့ collective reading လေးဖြစ်တယ်ဆိုပေမဲ့ timeless ဆိုတော့အချိန်ကန့်သတ်မရှိပါဘူးမိမိတို့လာကြည့်တဲ့အချိန်ကနေစပြီးတော့ဒါမှန်းခြေအားဖြင့်ဆိုလို့ရှိရင်နောက်လာမဲ့3လ4လအတွင်းလောက်ကိုအဲ့လိုရည်မှန်းပါတယ်အဲ့3လ4လအတွင်းမှာ collective လေးတွေအတွက်လာကြည့်တဲ့ collective လေးတွေအတွက်ကိုရောက်ရှိလာမယ်ဘဝအတွင်းရောက်ရှိလာမယ်ပြောင်းလဲမှုတွေအကြောင်းပေါ့နော် changes တွေဘာတွေဖြစ်မလဲကိုဘဝမှာအဲ့လိုပြောင်းလဲမှုတွေဘာတွေဖြစ်မလဲဆိုတာကို collective လေးတွေအတွက်ကြည့်ပေးမှဖြစ်ပါတယ် timeless reading လေးဖြစ်တဲ့အတွက်ကြောင့်မို့အခုစတင်တဲ့အချိန်ကနေပြီးတော့မှ collective လေးတွေကမကြည့်ပြသေးဘူးဒီဟာနဲ့မကြုံစုံသေးဘူးဆိုလို့ရှိရင်လည်းပဲဥမာဒီဇင်ဘာ12လပိုင်းလောက်မှဒီဟာကိုကြည့်ပြတယ်ဆိုလို့ရှိရင်လည်း12လပိုင်းကနေပြီးတော့နောက်ထပ်လာမဲ့3လ4လအထိဒီ reading ကအကျုံးဝင်နေမယ်လို့ဒီဟာလေးလည်းပြောကြလိုပါတယ်အဲဒါကြောင့်မို့ collective လေးတို့ရဲ့အခုနောက်လာမဲ့3-4လအတွင်းမှာဘယ်လိုပြောင်းလဲမှုမျိုးတွေထင်ထင်ရှားရှားဖြစ်ပေါ်လာနိုင်တယ်လဲဆိုတဲ့အရာလေးကိုဒါ energy လေးတွေ check လုပ်ပြီးတော့မှကြည့်ပေးမှဖြစ်ပါတယ်ဒီမှာ tarot deck လေးပေါ့နော် tarot deck ကဟောဒီ tarot deck အသေးလေးတောင်းထားပါတယ်ပြီးတော့ oracle အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဟောဒီ panther oracle လေးကိုတောင်းထားပါတယ်ဒါ oracle ကက်ကလေးတွေနဲ့ tarot လေးနဲ့နှစ်ခုတွဲပြီးတော့မှဒါမိမိဘဝမှာကြုံရမယ့်နောက်3လ4လအတွင်းမှာ changes တွေဘာတွေရှိလဲဘလို့အပြောင်းလဲတွေကိုရှီကိုလာနေပြီလဲဆိုတာကိုကြည့်ကြမှာဖြစ်ပါတယ်ပထမဦးဆုံးဒီဗီဒီယိုကိုလာကြည့်ပြမဲ့အပြောင်းလဲတွေကိုလက်ခံမဲ့ collective လေးတွေရဲ့ energy လေးတွေကိုတစ်ချက်လောက်ကြည့်ပေးပါမယ်collective လေးတွေရဲ့ energy ပါဗီဒီယိုကိုလာကြည့်မယ် collective လေးတွေ energy လာကြည့်မယ် collective လေးတွေ collective လေးတွေ energyကဲ energy ကလေးတွေတော့ကြားလာပါပြီကဲပထမဆုံးကက်ကလေးတွေကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အခုလာကြည့်မဲ့ဒီဗီဒီယိုကိုကြည့်ပြမဲ့ collective လေးတွေရဲ့ energy ပေါ့နော် energy အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် the magician ဆိုတာပါလာတယ်ပေါ့အဲဆို collective လေးတွေအနေနဲ့ကmagician ပါလာတဲ့အတွက်ကြောင့်မို့ collective လေးတွေကတခုခုကိုစတင်ပြီးတော့လှုပ်ဆောင်တော့မယ်စတင်ပြီးတော့လဲလှုပ်ဆောင်မှုတခုကိုအခြေချပြီးလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ collective လေးတွေအနေနဲ့အများကြီးပြင်ဆင်ထားတယ်ပေါ့မိမိတို့အများကြီးပြင်ဆင်ထားတဲ့အလုပ်တစ်ခုကို collective လေးတွေကတည်တည်ချာချာစတင်ပြီးဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့ဒီအလုပ်ကဆိုလို့ရှိရင်လည်းပုံရှိုးခွေရှိုးလုပ်တဲ့အလုပ်မျိုးမဟုတ်ဘဲနဲ့ဒါအများသိအောင်လို့ချပြရတဲ့အလုပ်မျိုးလည်းဖြစ်မယ်ပေါ့
အဲ့ဒီအလုပ်မျိုးကို collective လေးတွေအနေနဲ့စတင်လှုပ်ဆောင်ပြီးဆိုတဲ့ energy လေးကိုစပြီးတော့ရတယ်ပေါ့နော်အဲဆို magician ရဲ့ energy အရာတော့ဒါ collective လေးတွေအနေနဲ့ကတော့အဲ့အလုပ်တစ်ခုစတင်တဲ့အခါမှာအခက်အခဲတွေတွေ့တာတွေဒါမှမဟုတ်ပစ္စည်းတွေမပြည့်စုံတာအဲ့ဒီအလုပ်အတွက်ကို resource တွေကိုမှမရှိတာအဲ့လိုအရာမျိုးတွေမတွေ့ရဘဲနဲ့ resource တွေလည်းပြည့်စုံပြီးတော့မှအောင်မြင်မြင်နဲ့ကိုယုံကြည်မှုရှိနဲ့မိမိအများကြီးပြင်ဆင်ထားတဲ့အရာတစ်ခုကိုကောင်းကောင်းကြီးစတင်ပြီးတော့လှုပ်ဆောင်နေနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရတယ်ပေါ့နော်collective လေးတွေအနေနဲ့ကလည်းဘဝမှာတွေ့ကြုံရတဲ့ကိုယ့်ဘဝမှာအင်မတန်လွှမ်းမိုးတက်ရောက်မှုအားကြီးတဲ့စွမ်းအားကြီးတဲ့ကိစ္စတွေပေါ့အဲ့ဒါတွေတနည်းအားဖြင့်ပြောလို့ရှိရင်ကိစ္စကြီးမားမားတွေလို့လည်းပြောလို့ရတယ်အဲ့ကိစ္စကြီးမားမားတွေကိုလည်း collective လေးတွေအနေနဲ့ကညင်သားတိမ်မွေ့လေးနဲ့အသားလေးကိုယ့်အလိုကိုပါအောင်လို့တိမ်သွင်းစီယုံပြီးတော့ကင်တွယ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးကိုလည်းပြနေနော်collective လေးတွေအနေနဲ့ဒီ magician နဲ့ strength ကိုကြည့်မယ်ဆိုလို့ရှိရင်ညင်သားပြီးတော့နူးညံ့ပြီးတော့တိမ်မွေ့ပြီးတော့မှပရိယေကျွယ်ဝတယ်ဆိုတဲ့အနေအထားမျိုးလေးကိုလည်းတွေ့ရတယ် collective လေးတို့အနေနဲ့ပေါ့နော်နောက်ပြီးတော့အခုတလော collective လေးတို့အနေနဲ့ဆိုလို့ရှိရင်တခြားလူတွေနဲ့ကိုယ်နဲ့ရှင်းကြည့်လိုက်တဲ့အခါမှာတခြားလူတွေကဒီအရာကိစ္စတစ်ခုအရာတစ်ခုကိုမြင်တဲ့ပုံစံရှုထောင့်ကပုံစံတစ်မျိုးနဲ့အများစုကမြင်ကြရတယ်ဆိုပေမဲ့ collective လေးတွေကအဲ့လိုပုံစံမဟုတ်ဘဲနဲ့သူတို့နဲ့ခြားနားစွာနဲ့ရှုထောင့်တစ်မျိုးကနေလေထပ်ကြည့်ပြီးတော့မှမြင်နေရတယ်ဆိုတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်။နောက်ပြီးတော့collective လေးတို့အနေနဲ့ကမိမိကိုတိတ်ပြီးတော့ရုံမထွက်နိုင်အောင်လို့လှုပ်ထားတဲ့ခြေကျုပ်ကြအောင်လှုပ်ထားတဲ့ကိစ္စတစ်ခုပေါ့လေဥပမာဆိုလို့ရှိရင် collective လေးတို့အနေနဲ့ကိုယ့်ကို stack ဖြစ်နေစေတဲ့ရုံထွက်လို့တိတ်မရအောင်လို့နည်းနည်းဘေးကျနံချက်ဖြစ်စေတဲ့အရာမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်လေအဲ့ဒီအရာကဘလို့ပဲကိုယ့်အတွက်ဘေးကျနံချက်ဖြစ်အောင်လုပ်နေကိုယ့်အနေနဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးတော့ sorry ကိုယ့်အနေနဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့အေးစစ်စစ်နဲ့ကြော်ဖြတ်သွားနိုင်တဲ့အနေအထားမျိုးတွေ့ရပြီးတော့သူများအတွက်တော့ပြဿနာကြီးဖြစ်ခြင်းဖြစ်မယ်ကိုကတော့မမှုဘူးဆိုတဲ့အနေအထားမျိုးလေးကိုလည်းတွေ့ရတာပေါ့နော် collective လေးတို့အဲ့ဘေးကျနံချက်ဖြစ်တယ်ဆိုတဲ့အလောက်ကလည်းလေခါလေကြားလို့ရှိရင်ကိုယ့်အတွက်ကရုပ်တရက်အဆင်မပြေမှုဖြစ်သွားတဲ့အတွက်ကြောင့်မို့အဲ့အလုပ်ကိုဒုတိယပြီးပေါ့လေနှစ်ကြိမ်မြောက်ပြန်ပြီးတော့စရတဲ့အရာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဒါဒီကိုကြုံတွေ့နေရတဲ့ energy လေးပေါ့နောက်တစ်ခုကကြောက် King of Swords လေးတွေ့တယ်ဆိုတော့ collective လေးတွေအနေနဲ့ကကြတော့ဒီအချိန်မှာနှလုံးသားနဲ့အုံနောက်နဲ့ဆိုလို့ရှိရင်ဒီကတ်တွေကိုကြည့်ခြင်းအားဖြင့်တော့အုံနောက်နဲ့ဆုံးဖြတ်ပြီးတော့မှအကျိုးအသင့်အကြောင်းအသင့်တေချာစဉ်းစားပြီးတော့ဉာဏ်ကိုလွှာသုံးနေရတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ဒီမှာ magician တို့ strength တို့ဆိုလို့ရှိရင်လည်းဥပေတမြင်နေဉာဏ်ပညာတွေပရိယေတွေပေါ့နော် the handman ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဉာဏ်အလင်းရနေတယ်ဆိုတဲ့အနေအထားမျိုးရှုထောင့်အသက်ပုံစံမျိုးနဲ့တေချာတွေးတောစဉ်းစားပြီးတော့မှလောက်ကင်ချန်စပြီးသွားနေဆိုတဲ့အနေအထားမျိုးပေါ့ King of Swords လည်းပါလာတယ်ဆိုတော့ဒီအရာကကြတော့ဒါဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့မှအလုံးလုံးနေရတယ်ဆိုတဲ့အနေအထားမျိုးလေးကိုလည်းတွေ့ရတယ်အဲ့ဒါတနည်းအားဖြင့်ပြောလို့ရှိရင်တော့အခုချိန်မှာနှလုံးသားရေးရာထက်ကိုအုံနောက်နဲ့အများဆုံးစဉ်းစားပြီးတော့ collective လေးတွေအလုပ်နေကြတာကိုတွေ့ရတယ်ပေါ့နော်ဒါ collective လေးတွေရဲ့ energy ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အခုလာမဲ့ရှေ့3လ4လအတွင်းမှာ collective လေးတွေရဲ့ဘဝအထဲကိုထင်းထင်းရှားရှားကြီးမားမားအပြောင်းလဲတွေဘာတွေမြန်ရောက်လာမလဲဆိုတာကို tarot ကိုတစ်ချက်လောက်ထပ်ပြီးတော့မေးကြည့်လိုက်ပါမယ်collective လေးတွေရဲ့ဘဝအထဲကိုဘယ်လိုအပြောင်းလဲတွေရောက်လာမယ်လေလားအတွင်းမှာရောက်ရှိလို့လားမလဲ collective လေးတွေရဲ့ဘဝအထဲကိုအပြောင်းလဲတွေဘယ်လိုအပြောင်းလဲတွေရောက်ရှိလာမလဲ thank you ကြားရနော် collective လေးရဲ့ဘဝအထဲကိုဘယ်လိုထင်ရှားတဲ့အပြောင်းလဲတွေရောက်ရှိလာမလဲ collective လေးရဲ့ဘဝအထဲကိုထင်ရှားတဲ့အပြောင်းလဲ
Okay ကဲယူလိုက်တော့မယ်နော်9ကက်လောက်တောင်ကြာသွားတယ် Okay real caps အဲ့ဆိုဒီကက်ကလေး2ကက်ကအရင်ကြာထားတာလေ color တစ်လေးတွေမှာ 7 6 5 share 7 ကဲဟုတ်ပါပြီဘလို့ပြောင်းလဲလေးစတွေ့ရမလဲဆိုတော့ collective လေးတွေကလေcollective လေးတွေရဲ့မိမိတို့ဉာဏ်ပညာနဲ့သုံးတဲ့အရာနဲ့ပတ်သက်ပြီးတော့ဗောနော်အခြားလူတွေမသိတဲ့အခြားလူတွေမသိတော့လေပဲကိုယ့်အတွက်တော့တော်တော်နဲ့ပင်ပင်ပန်းပန်းခက်ခဲနေလောက်ရတဲ့အရာမျိုးပေါ့အရာမျိုးရှိတယ်ပေါ့တနည်းအားဖြင့်ပြောလို့ရှိရင်ကိုကပုံရှိုးကွယ်ရှိုးလေးနဲ့တိတ်တိတ်ကလေးကိုယ့်ဘက်ကိုစူးစမ်းနေတဲ့အရာပေါ့နော်အဲ့ဒီအရာလေးတွေနဲ့ပတ်သက်ပြီးတော့လေဒါ tarot ကနေပြီးတော့ energy ပြနေတာရှိတယ်နောက်ပြီးတော့9 of cups ဆိုတော့ collective လေးတွေအနေနဲ့ကကြတော့စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်တော့ကိုအပြည့်အဝကျေနပ်တယ်ဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်အဲဆိုတော့ပြောင်းလဲမှုကအရင်ကကိုကစိတ်ပိုင်းဆိုင်ရာမှာကျေနပ်မှုမရှိဘူးဆိုလို့ရှိရင်လည်းအပြောင်းလဲအနေနဲ့ကိုမှမိမိကိုကျေနပ်မှုတွေရှိလာနိုင်တယ်မိမိကိုယုံကြည်မှုတွေရှိလာနိုင်တယ်ပေါ့နော်မာနရဲ့သဘောလေးတောင်တွေ့ရတယ်ကိုမာနနဲ့ကိုဆိုတဲ့အနေအထားမျိုးလေးပေါ့နော်ပြီးတဲ့အခါမှာ 5 of wands တဲ့ဆိုတော့collective လေးတို့ရဲ့အပေါင်းအသင်းတွေကြားမိတ်ဆွေတွေကြားသို့မဟုတ်မိသားစုတွေကြားသို့မဟုတ်ကိုနဲ့ယဉ်နီးတဲ့ close friend တွေပေါ့နော်အဲ့လိုကြားတွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ conflict ပဋိပက္ခဖြစ်စရာလေးတွေတော့တွေ့ရတယ်သူကဟိုနေတယောက်နဲ့တယောက်တိုက်ခိုက်တဲ့အနေအထားမျိုးဆိုတာထက်ကိုနာကျင်အောင်လုပ်တဲ့အနေအထားမျိုးဆိုတာထက် conflict ဆိုတော့စကားများတယ်ဆိုတဲ့အနေအထားလေးပေါ့နော်သဘောထားချင်းမတိုက်ဆိုင်လို့အဲ့လိုစကားများတယ်ဆိုတဲ့အနေအထားမျိုးလေးတွေကိုလည်းအဲ့လိုမျိုးတွေ့ရပါတယ်အဲ့ဒါဆိုတော့ဒါ collective လေးတို့အနေနဲ့ကကြည့်ရတော့တခုကလည်းဘယ်လို energy မျိုးလေးရလဲဆိုတော့ကိုလှုပ်တဲ့အရာတွေကိုလူတွေကတိတ်ချမပြဘဲနဲ့တတို့တတာလေးလှုပ်တက်ပြီးတော့မှကိုယုံကြည်မှုရှိတယ်အဲ့ဒီသဘောလေးကိုလူတွေကဘယ်လိုထင်မလဲဆိုတော့သူကပုံရှိုးကွယ်ရှိုးနဲ့အလုံးလှုပ်တက်ပြီးတော့ရှို့ထားတယ်ပေါ့ပြီးတဲ့အခါမှာမာနလည်းကြီးတယ်ဆိုတဲ့အနေအထားမျိုးနဲ့ကိုယ်ဆက်ဆံတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့သဘောထားနဲ့သူတို့ထင်တဲ့မြင်တဲ့အရာနဲ့ကနည်းနည်းဆန့်ကျင်ဘက်ဖြစ်နေသည့်အတွက်ကြောင့်မို့သူတို့နဲ့ conflict ဖြစ်ရတာမျိုးလေးတွေလည်းတွေ့ရတယ်ဒီဥစ္စာမိမိမှာရောက်ရှိလာမဲ့ထူးခြားတဲ့ပြောင်းလဲမှုတွေဘာတွေဖြစ်မလဲဆိုတော့အဲ့ဆိုဒါကြည့်ရတယ်ဆိုလို့ရှိရင်တော့ဒီမှာကြည့်တဲ့လောက်ကတော့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်လို့အဲ့လိုလေးတော့နည်းနည်းတွေ့ရတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင် 6 of Pentacles တဲ့collective လေးတွေအနေနဲ့ကတော့အဲ့လိုသူတို့ကမာနကြီးတယ်လို့ဘာလို့အဲ့လိုမျိုးထင်ပြီးတော့မှကိုယ်နဲ့ conflict ဖြစ်ကြတယ်ဆိုရင်မဲ့လေကိုယ်အနေနဲ့ကကြောက်လေအဲ့လိုမဟုတ်ဘူးเนาะကိုချင်းစာစိတ်ဆိုတာရှိသေးတဲ့အတွက်ကြောင့်မို့ဒီမှာလူတွေကိုပေးခြင်းကမ်းခြင်းဆိုတဲ့ energy လေး 7 of Pentacles လေးကိုတွေ့ရတယ်ပေါ့เนาะအဲ့ဆိုတော့ sorry ပါအပြန်ခွေးတန်လေးပါပါတယ် 7 of Pentacles လေးကိုတွေ့ရတယ်အဲ့ဒါလူတွေကိုကိုကမျက်မျှတတာပေါ့เนาะအဲ့လိုမျိုးပေးကမ်းတယ်ဝေငှတယ်လှူဒန်းတယ်ဆိုတဲ့အနေအထားမျိုးလေးတွေကိုလည်းတွေ့ရပါတယ်အဲ့ဆိုတော့ပြောရလို့ရှိရင်တော့ collective လေးအနေနဲ့ပြောင်းလဲခြင်းကကြတော့ဆက်ဆံရေးပိုင်းဆိုင်ရာမှာပြောင်းလဲမှုကိုနည်းနည်းတွေ့နေရတာပေါ့เนาะအမှမိမိရဲ့ကိုယ့်ဘာကိုအေးစစ်စစ်ကိုယ့်အလုပ်ကိုလုပ်တတ်ပြီးတော့မှလူတွေကိုတိတ်ပြီးတော့ကြွားဝါနေတဲ့အရာမျိုးမဟုတ်ဘူးဒါပြီးတော့ကိုယ့်ကိုယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတဲ့အရာတွေကတခြားလူတွေကကြတော့အမြင်ကတစ်မျိုးဖြစ်သွားပြီးတော့မှကိုယ်နဲ့ conflict ဖြစ်တယ်ပေါ့ဒါမဲ့လေကိုကတော့
လူတွေကိုပေးမယ်ကြွေးမယ်ဝေငှပေးမယ် sharing လုပ်ပေးမယ်ဆိုတဲ့ energy လေးအတိုင်းပဲကိုဆက်ပြီးတော့လုံနိုင်မှာဖြစ်တယ်အဲ့လိုလည်းတွေ့ရတယ်ဒါမှမဟုတ်ကိုကအဲ့ energy မရှိဘူးဆိုလို့ရှိရင်တော့မှကိုလိုအပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုအတွက်ကိုအဲ့လိုငွေကြေးအရာတော့၎င်းတခုခုနဲ့ပတ်သက်ပြီးတော့မှကိုအကူအညီထောက်ပံ့ပေးမဲ့လူတွေပေါ်လာတတ်တယ်ပေါ့နော်အဲ့ဒီအနေအထားမျိုးလေးလည်းတွေ့ရတယ်အဲ့ဆိုတော့ဘဝမှာတော့စောစောကပြောသလိုပဲအဆင်ပြေတာတွေလည်းရှိတယ်အဆင်မပြေတာတွေလည်းရှိတယ်ငိုတလဲရီတစ်ခါပေါ့လေအဲ့လိုအဆင်မပြေတဲ့စွမ်းအင်တွေနဲ့ကောင်းခြင်းဆိုးခြင်းတွေနဲ့ပြည့်နှက်နေတဲ့စွမ်းအင်တွေနဲ့သွားရတဲ့ခရီးမှဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုမမှုပဲနဲ့ကိုလိုချင်တဲ့အရာကိုတင်ပိုက်နိုင်မှုအတွက်စိတ်ဆွမ်းအားအရေးကြီးတယ်ပေါ့အဲ့လိုဆိုစိတ်ဆွမ်းအားပြင်းပြင်းထန်ထန်နဲ့နောက်ပိုင်းမှာ quality လေးတွေကကိုယ့်ရဲ့ဘဝခီးလမ်းဂျာနီကိုဆက်ရှောက်မယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်အဲ့ဆိုတော့ quality လေးတွေနဲ့အရင်ကအားနေခဲ့တယ်အားပြောခဲ့တယ်ရည်စရာဆိုလို့ရှိရင်လည်းတအားပြောလိုက်တယ်ပေါ့ငိုစရာဝမ်းနည်းစရာဆိုလို့ရှိရင်လည်းတအားကြီးခံစားပြီးတော့မှအဲ့ထင်မှာမျောသွားတယ်ပြိုလဲပလိုက်တယ်ပေါ့အဲ့လိုနေရာအခြေအနေတွေကနေပြီးတော့မှတပတ်သူငိုစရာပဲကြုံရည်စရာပဲကြုံမိမိကတော့မိဘဘဝမှာမိမိစူးစမ်းပြီးတော့မှမိမိလိုချင်တဲ့အရာအတွက်ကိုမိမိအနေနဲ့တိုက်ပွဲဝင်ပြီးတော့မှရအောင်သိမ်းယူမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုပုံစံဘဝကဘလို့ပဲခါးသီးတဲ့အရာပဲပြချုံမိန်တဲ့အရာမျိုးပဲပြချုံမိန်တာတွေခါးသီးတာတွေအပေါ်မှာတအားကြီးဆွဲလန်းစိတ်မထားဘဲနဲ့မိမိရဲ့လှုပ်ရှားရှိတဲ့အလုပ်ကိုပဲမိမိရဲ့စိတ်ဆွမ်းအားကိုနှင်တန်အဖြစ်အသုံးချပြီးတော့မှဒါမိမိဘဝမှာအောင်မြင်အောင်တိုက်ရမယ်ပွဲတွေပေါ့အဲ့ဒီဥစ္စာတွေကိုတိုက်ပွဲဝင်သွားမယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်ပေါ့အဲ့ဆိုဒါဆက်ဆံရေးမှာတော့ပြုံးတလဲမဲတခါဆိုသလိုအဆင်ပြေတဲ့အရာတွေလည်းရှိသလိုအဆင်မပြေတဲ့အရာတွေလည်းရှိတယ်အဲ့ဒီဆက်ဆံရေးမှာအပြောင်းလဲတွေကိုကကြော်လွှားသွားမယ်ဆိုတဲ့အနေအထားမျိုးလေးအဓိက message ရနေပါတယ်အဲ့ဆိုတော့သူကကြုံတွေ့ရမယ့်အပြောင်းလဲလို့ပြောလိုက်တဲ့အခါမှာတော့နည်းနည်း conflict ဖြစ်เสียဆက်ဆံရေးတွေ့ပြီးတော့အဲ့ဆက်ဆံရေးပြီးတဲ့နောက်မှာဆိုလို့ရှိရင်မိမိကသူတစ်ပါးတွေကိုဝေငှခြင်းဆိုတဲ့ကိုချင်းစာတရားတွေရယ်ပြီးလို့ရှိရင်စိတ်တခိုင်မာမှုရယ်ပို့ပြီးတော့ရင့်ကျက်ပြီးတော့မှဘဝခီးမှာပို့ပြီးတော့တန်မာလာတယ်ဆိုတဲ့အနေအထားမျိုးပေါ့အဲ့ဒီပြောင်းလဲမှုမျိုးကိုဒါ energy ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်Panta Oracle လေးကနေပြီးတော့ဗာလေးတွေပြောချင်နေလဲဆိုတာကိုတစ်ချက်လောက်ဆက်ပြီးတော့ကြည့်လိုက်ပါမယ်Okay လာကြည့်တဲ့ collective လေးတွေရဲ့နောက်လေးလာတွင်အခုချိန်ကနေပြီးတော့စာကြည့်တဲ့အချိန်ကနေ timeless ပေါ့လေအချိန်ကန့်သတ်မရှိနောက်လေးလအတွင်း energy လေးဘယ်လိုဖြစ်နေမလဲဆိုတာကိုကြည့်ကြပါမယ်နောက်လေးလအတွင်းမှာဘယ်လိုတင်နေရပါလဲရရှိလာမယ်ထင်ရှားတဲ့အကြောင်းအခုဒီမှာကပ်ဖြန့်လာတဲ့ energy ဆက်ဆံရေးမှာပြောင်းလဲနေပါတယ်တွေ့ရတဲ့ collective တွေနောက်ပြီးတော့ရရှိလာတဲ့ energy တွေဆက်လာပြီOkay calculate တကနကတွေ့ပါပြီ Okay လေးကထွက်လာပြီ Thank you That way the enemy flatters distress
ကဲဟုတ်ပါပြီကက်ကလေးလေးကယူလိုက်တယ်ပေါ့နော် stubbornness ကဲအဲ့လိုဆိုတော့ collective လေးတွေရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့မှဘာလေးတွေထပ်ဆောင်ဖြည့်ထားလဲဆိုလို့ရှိရင် Panther Oracle လေးကနေကြလာပေါ့နော်collective လေးတို့ကနောက်လာမဲ့၄လအတွင်းမှာဆိုလို့ရှိရင်တဲ့ဘာသတင်းစကားတွေနဲ့ပတ်သက်ပြီးတော့ကြားရမလဲဆိုလို့ရှိရင်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့သတင်းစကားတွေကြားရမယ်ပေါ့နော် real estate ဆိုတာအပိုင်ဆိုင်မှုနဲ့ပေါ့ပုံလေးကိုကြည့်လိုက်တဲ့အခါမှာလဲဒါနောက်ကအိမ်လေးနဲ့တော့ရွယ်လေးနဲ့ကင်ထားတဲ့ဇုံတွဲလေးတွေ့တယ်ဆိုတော့ quality လေးတွေအနေနဲ့ကဒါတချို့ဆိုလို့ရှိရင်လဲမိမိရဲ့ partner နဲ့နှစ်ဦးသဘောတူเนาะမိမိရဲ့ partner နဲ့နှစ်ဦးသဘောတူနေရာလေးတစ်ခုပေါ့ခြံမဲဖြစ်ဖြစ်အိမ်မဲဖြစ်ဖြစ်အဲ့လိုအရာမျိုးလေးတွေကိုဝယ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးလဲတွေ့ရမယ်သို့မဟုတ်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့သတင်းစကားမျိုးတွေကြားလာဖို့ရှိပါတယ်သူကတော့ချမ်းသာခြင်းနဲ့ဆက်ဆက်တယ်ပေါ့နော်အဲ့လိုဆိုတော့စောစောချမ်းသာတယ်ဆိုတဲ့အနေအထားမှာဆိုလို့ရှိရင်လဲဒါ nine of cups တို့ပြီးလို့ရှိရင် six of pentacles တို့ဆိုလို့ရှိရင်ဒါနည်းနည်းချမ်းသာပြီးတော့မှကိုယုံကြည်မှုအပြည့်နဲ့ယက်တည်နေနိုင်တဲ့ energy မျိုးတွေပေါ့အဲ့ဒါကြီးလည်းရှိတယ်နော်ဒီကက်ကလေးရဆိုလို့ရှိရင်တော့ domination reluctant နဲ့ဒါလေးကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူတစ်ပါးရဲ့သဘောအတိုင်းပဲလိုက်လျောပြီးတော့နေရတယ်ပေါ့ကိုကရုပ်သေးရုပ်ကလေးလိုဖြစ်နေဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့ဆိုတော့ collective လူတွေရဲ့အနီးနားဝန်းကျင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့အထက်လူကြီးပဲဖြစ်ဖြစ်ကိုယ့်ပေါ်မှာအလောက်ကင်အားဖြင့်တော့၎င်းအခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကိုယ့်ပေါ်မှာဩဇာတက်ရောက်မှုရှိတဲ့လူတွေပေါ့အဲ့ဒီလူတွေကကိုယ့်ကိုနည်းနည်းလွှမ်းမိုးပြီးတော့မှချုပ်ချယ်တယ်ဆိုတဲ့အနေအထားမျိုးပေါ့အဲ့ဒီသဘောမျိုးလေးကိုလည်းတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းobstruction နဲ့ contract တဲ့ commitment တဲ့ commitment ဆိုရင်မဲ့ဒီမှာသူ့ကိုကြိုးတွေနဲ့ဖမ်းဆုပ်ထားတယ်ဆိုတဲ့အနေအထားမျိုးဥပမာဆိုလို့ရှိရင်အလုပ်တွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီလူကိုထွက်ချင်တိုင်းထွက်သွားလို့မရအောင်လို့3နှစ်ဘွန်းထိုးရတယ်လို့ပါလို့အဲ့လိုဆိုလို့ရှိရင်စာချုပ်မှာလက်မှတ်ထိုးရတယ်လေမှန်မှန်တော့စာချုပ်မှာလက်မှတ်ထိုးထားရဆိုပေမဲ့သူ့ကိုဒါစာရွက်စာတမ်းနဲ့ချုပ်ကင်ထားတဲ့သဘောမျိုးပဲသူအလုပ်ထွက်လို့ရှိရင်လျော်ရမယ်ပေါ့အဲ့လိုဟာမျိုးပေါ့အဲ့ဆိုဒီမှာ manipulate သဘောမျိုးလေးတွေ့ရပြီးတော့မှဒီနှစ်ခက်ကဆက်ဆက်နေတယ်ပေါ့နော်သူတို့ဒီဘက်ကနဲ့ဒီဘက်ကနဲ့ကဆက်ဆက်နေတယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရတယ်ကိုယ့်အပေါ်မှာနည်းနည်းလွှမ်းမိုးချုပ်ကင်ခြင်းအနေနဲ့ပတ်သက်ပြီးတော့မှကိုယ်အဆင်မပြေဖြစ်နိုင်တဲ့ energy မျိုးလေးလည်းတွေ့ရတယ်အဲ့ဒီအရာလေးอ่ะပေါ့နော်ကိုယ်ဒါချုပ်ကင်ထားတယ်လွှမ်းမိုးထားတယ်တခုခုနဲ့ချင်းချောက်ပြီးတော့မှတနေရာမှာအလုပ်တစ်ခုလုပ်အောင်လို့ကိုယ်ခိုင်းထားတယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့အဲ့လိုလေးလည်းတွေ့ရနော်နောက်တစ်ခုကကျတော့ third wheel တဲ့ third wheel ဆိုတာကျတော့ဒါ relationship ကိစ္စတွေဆိုလို့ရှိရင်တော့ဒီဟာလေးက three of pentacles ပုံစံမျိုးလေးနဲ့တူတယ် third wheel ရလေသူကဟိုနေမော့ဘယ်လိုပြောရမလဲဆိုတော့3ပွင့်ဆိုင်အချစ်ဇလန်လို့ဟာမျိုးပေါ့နော်အဲ့လိုလေးဖြစ်တာ3ပွင့်ဆိုင်အချစ်ဇလန်လို့ဟာမျိုးလေးဖြစ်နိုင်တယ်နောက်တစ်ခုက third wheel ဆိုတဲ့သဘောမျိုးကကျတော့ကိုပြုလုပ်မဲ့ကိစ္စကိုနည်းနည်းမအောင်မြင်အောင်လို့ကိုပြုလုပ်မဲ့ကိစ္စရယ်ကိုရယ်ဆိုတာကြောင့် party ကကြတော့ first party second party ပေါ့အဲ့ဒီမှာဂျားကနေပြီးတော့မှဂျားအဖြတ်နည်းနည်းဝင်နေဆိုတဲ့အနေအထားမျိုးအဲ့ဒါ third party လို့ခေါ်တာပေါ့အဲ့ third party ကလူတွေလည်းဖြစ်နိုင်တယ်လို့အခြေအနေအကြောင်းအရာတွေတစ်ခုခုလည်းဖြစ်နိုင်တယ်အဲ့အခြေအနေအကြောင်းအရာတွေကမှဝင်ပြီးတော့မှနည်းနည်းလေးနှောက်ယှက်တဲ့သဘောမျိုးလေးတွေ့ရတာပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီအနှောက်ယှက်ကိုမြင်နေတာကတော့ဆော့ဆော့ကိုယ့်အပေါ်မှာတခုခုနဲ့ချင်းချောက်ပြီးတော့လွှမ်းမိုးချုပ်ကင်ပြီးတော့အလုံးလုံးတက်တဲ့ manipulate လုပ်တတ်တဲ့ energy တခုလို့လည်းအဲ့ဒီဥစ္စာကိုထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဆိုတော့အဲ့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့ collective လေးအနေနဲ့တော့နည်းနည်းသတိထားရမယ်ပြီးလို့ရှိရင် collective လေးတွေအနေနဲ့ကအိမ်ချမ်းမြေဆိုတဲ့နေစရာထိုင်စရာတွေနဲ့ပတ်သက်တာတိုက်ခန်းတွေနဲ့ပတ်သက်တာအိမ်ကိစ္စခြံကိစ္စအမွေနှစ်ကိစ္စပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှဒါအကျိုးအမြတ်ကောင်းရလက်ကောင်းနဲ့ပတ်သက်တဲ့သတင်းစကားတွေကြားဖို့ရှိတယ်ကိုယ်တိုင်ဝယ်နိုင်ချမ်းနိုင်သွားပြီးတော့ပိုင်ဆိုင်သွားတာလည်းဖြစ်နိုင်တယ်ယင်းနှိမ့်မြုပ်နှံမှုတွေ
ပြီးလို့ရှိရင်ကိုလှုပ်ထားတဲ့စီမံကိန်းတွေကနေပြီးတော့အသီးပွင့်ရလာတာလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့လိုဆိုတော့ဒါ quality လေးတို့အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့တော့ဆက်ပြီးတော့သွားနိုင်မယ်ဆိုတာကိုကြတော့အထယ်တို့ကနေပြီးတော့ပြထားတယ်ပေါ့အဲ့လိုဆိုတော့ဒီပေါင်းသင်းဆက်ဆံရေးပိုင်းမှာ complete ဖြစ်စရာမျိုးတွေလည်းရှိတယ်ဒီဟာတွေကလည်းကိုယ် manipulate လုပ်တယ်ဆိုတာလည်းဆက်ဆံရေးရဲ့သဘောတရားမျိုးပဲเนาะအဲ့ဒီဥစ္စာလေးတွေကိုနည်းနည်းလေးသတိထားပြရမယ်ပေါ့ဒါက quality လေးတို့ရဲ့နောက်လာမဲ့3-4လအတွင်းမှာသူတို့ quality လေးတို့ရဲ့ဘဝထဲမှာကြုံဆုံရနိုင်တဲ့ရောက်ရှိလာနိုင်တဲ့ဒါအပြောင်းလဲကိစ္စဖြစ်ရတယ်ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်ဘာတွေတွေ့ရလဲဆိုတော့နည်းနည်းလူမှုရေးပိုင်းဆိုင်ရာလူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာသဘောထားမကိုက်ညီတဲ့ conflict ဖြစ်တဲ့ဟာမျိုးတွေကိုလွှမ်းမိုးခြင်းတဲ့အရာမျိုးလေးတွေဂျားလူကနေပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဝင်ပြီးတော့နှောက်နှေးအောင်လုပ်တဲ့အရာမျိုးလေးတွေအဲ့လိုမျိုးတွေလည်းတွေ့ရတယ်လို့ကိုယ်တိုင်ကနေပြီးတော့စီးတဲ့ဥစ္စာတွေပိုင်းဆိုင်ပြီးတော့မှတခြားလူတွေကိုလည်းပေးနိုင်ကမ်းနိုင်တဲ့အနေအထားမျိုးတွေနောက်ပြီးတော့မှကိုလိုချင်တဲ့အရာအတွက်ကိုဒီလောကမှာအဆင်ပြေခြင်းအဆင်မပြေခြင်းတွေကိုတိတ်မမှုနေပဲနဲ့ဆက်ပြီးတော့လှုပ်သွားနိုင်မယ်စူးစမ်းသွားနိုင်မယ်ဆိုတဲ့ energy မျိုးတွေပေါ့အဲ့ဒီအရာလေးတွေလည်းရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဆက်ဆံရေးပိုင်းမှာ conflict ဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီအရာလေးတွေကိုသတိထားပေးပါအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ဘောလွှမ်းမိုးမဲ့ချုပ်ကင်မဲ့လူတွေကိုလည်းအနည်းနဲ့အများဒါအငိုက်ဖမ်းခွင့်မပေးပါနဲ့ပေါ့နော်လွှမ်းမိုးချုပ်ကင်မှုကိုသူတို့အကုန်လုံးမပေါက်အပ်လိုက်နဲ့ကိုယ့်အနေနဲ့ကိုယ့်ကိုလွှမ်းမိုးချုပ်ကင်တယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့ဒါလွှမ်းမိုးချုပ်ကင်မခံဘဲနဲ့တာတာလေးနဲ့ညင်းပြီးတော့မှဒါဒီမှာဘာတွေသုံးရမလဲဆိုလို့ရှိရင်ဉာဏ်ပညာပရိယေကိုကောင်းကောင်းသုံးရမယ်ဆိုတဲ့အနေအထားမျိုးနဲ့လည်းစောစော energy မှာလည်းပြခဲ့တယ်ဆိုတော့ဉာဏ်ကိုလွှာသုံးမှအဆင်ပြေမယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့နော်အဲဆိုတော့ congratulation မှာနောက်လာမဲ့3လသို့မဟုတ်4လအတွင်းမှာ quality လေးတွေအတွက်ကကြတော့အဆင်ပြေခြင်းလေးတွေလည်းရှိသလိုဆက်ဆံရေးပိုင်းမှာနည်းနည်းအဖို့ထက်ပုံစံလေးတွေလည်းတွေ့ရတယ်ဆိုတော့ဒါကောင်းခြင်းသဘောလေးတွေရောဆိုခြင်းသဘောလေးတွေရောကိုရှိကိုထူးထူးခြားခြားလေးနဲ့တိတာထင်ရှားစွာနဲ့ဖြစ်လာမဲ့အပြောင်းလဲပုံစံလေးတွေကိုအခုဒါ energy ရသလောက်ဟောပြပေးသွားတာဖြစ်ပါတယ်။အဲကြောင့်ဒီနေ့ terror reading လေးကတော့ဒီလောက်ပါပဲ။ collective လေးတွေလို့လည်း collective များတို့လည်းချိန်တတ်ကြမယ်လို့မျှော်လင့်ပါတယ်။နောက်ခါမှာလည်းချက်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့ collective လေးတို့အတွက်ဟောပေးတဲ့ terror reading video လေးတွေနဲ့အတူပြန်တွေ့ကြပါမယ်။အားလုံးပဲကျမ်းမာချမ်းသာစွာနဲ့ကိုချစ်တဲ့လူတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းပြီးတော့မှဘဝရဲ့ခရီးကြီးကိုမမောမပန်းနဲ့ချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့ဆက်ပြီးတော့ရှောင်နိုင်ကြပါစေမိမိတို့ရဲ့လူရင်းဆန္ဒများလည်းတစ်ဖြည်းဖြည်းချင်းစီတစ်လုံးတစ်ဝတည်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်